ကမ္ဘာရွှေဈေးကွက် forex trading လုပ်ကိုင်နေတဲ့ client တွေ trader တွေကအဓိက confirmation ကိုစောင့်နိုင်လို့ရှိရင်ဘယ်လောက်ထိ risk နည်းပြီးတော့ reward များစေလဲဆိုတော့သုံးသက်ချက်ကိုကျွမေကပြန်လည်ပြီးတော့ပြောပြပေးသွားမှာပါဒါက trader တိုင်းအတွက်တကယ်လိုအပ်တဲ့ scale เนาะဆိုတော့ဒီ scale တစ်ခုကိုရဖို့အတွက်ကိုကျွမေတို့တွေကအဓိကက trader တိုင်းလိုချင်ကြတာက risk နည်းပြီးတော့ reward များတဲ့ analysis မျိုးကိုလိုချင်ကြတာအဲ့လို analysis ကိုဘယ်လိုသုံးသပ်ရမလဲဆိုတာကိုကျွမေကဒီမှာရှင်းပြပေးသွားမှာဒါကိုအဆုံးထိကြည့်ရှုပေးပါကိုသာ forex trader တယောက်ဆိုရင်ပေါ့နော်ဆိုတော့ကျွမေပေးထားတဲ့ sell စုံမှာဒီမှာတစ်ချက်ကြည့်ကြည့်လိုက်4380 4400ဝန်းကျင်မှာကျွမေအယောင်းစုံပေးထားတယ်ကျွမေရဲ့ဒီ market structure အရကြည့်လိုက်လို့ရှိရင်သူက bearish structure ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွမေတို့အယောင်းစုံကိုပေးထားတယ်အယောင်းစုံအနေနဲ့ကတော့ကျွမေအဲ့ဝန်းကျင်မှာဘာကြောင့်ရောင်းလို့ရတာလဲဆိုတော့ဒီမှာ fair value က very fair value ကရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့စုံထီကိုပူပတ်ပြန်လာလို့ရှိရင်အယောင်းလိုက်လို့ရတယ်ဒါ confirmation ကစောင့်နိုင်လို့ရှိရင် trading မှာ scale တစ်ခုပဲဆိုတာကိုကျွမေကပြောပြပေးသွားမှာဆိုတော့ဒီမှာဆိုရင်ကျွမေရောင်းခိုင်းလိုက်တဲ့တိုကျို session ချိန်နဲ့ London session ချိန်ကြားထဲမှာတော့4380ဝန်းကျင်မှာ M1 တို့ M5 တို့မှာချိန်တော့ character ဖြစ်ပြီးတော့4350အထိပဲဈေးကကျသွားခဲ့တယ်အဲ့မှာဆိုရင်တစ်ဖြတ်ကျွမေတို့ကအဲ့ session ချိန်ကြားမှာဆို pit အများကြီးယူလို့မရဘူးအဲ့ session ချိန်ကြားမှာဆိုရင် pit ကအနည်းဆုံး20 30ကျွမေတို့က pit 20 30ကနည်းတယ်လို့ပြောတာเนาะအဓိကကျွမေ pit ယူလိုက်ပြီးဆိုအမြဲတမ်း50ပြီးတော့လို့ရှိရင်80 100အဲ့လောက်ဝန်းကျင်လောက်ထိတောင်ယူတယ်ပေါ့เนาะအဓိက trading မှာကျွမေတို့က risk နည်းပြီးတော့ reward များဖို့ပဲအရေးကြီးတယ်ပူပတ်တွေပြန်ကြည့်တတ်ဖို့ပဲအရေးကြီးတယ်ဆိုတော့ဒီမှာဆိုရင်အဲ့ချိန်မှာအဲ့ session ချိန်တွေကကျွမေတို့က confirm ကတိတ်ပြီးတော့မသေးကြသေးဘူးအဓိကသေချာတဲ့ session ချိန်က New York session ချိန်ဖြစ်တယ်အဲ့ New York session ချိန်မှာကြည့်လိုက်လို့ရှိရင်မနက်ပိုင်းsorry ညပိုင်းမှာကျွမေတို့9နာရီခွဲပေါ့နော်ထိုင်းစံတော်ချိန်ခွန်ခွဲလောက်မှာအချိန်စပြောင်းသွားတဲ့အချိန်မှာ4400ဝန်းကျင်ထိကိုပူပတ်ကတက်သွားတယ်တက်သွားပြီးတော့ M1 မှာချိန်တော့ character လေးတန်းဖြစ်ပြီးသွားတော့ကျွမေတို့အယောင်း order ကိုလိုက်လို့ရတယ်အယောင်း order လဲသူတကယ်တက်သွားတာမှာ4405ထိပဲတက်သွားတာကျွမေတို့ရောင်းခဲ့တာ4401လောက်ကနေစပြီးတော့ရောင်းခဲ့တာ TP1 ကိုညကလေးကထိသွားတယ် TP1 က4330မှာကျွမေတို့ TP1 တစ်ခါထားတယ်ဆိုတော့တစ်80တောင်မှပဲအချိုးမြတ်ရခဲ့တယ်မနက်ပိုင်းက London session ချိန်နဲ့ Tokyo session ချိန်ကြားထဲမှာပစ်30နဲ့ဆိုရင်အဲ့နေ့တစ်နေ့တည်းနေတင်ကိုပစ်100ဝန်းကျင်လောက်ထိတောင်ရခဲ့တယ်ပေါ့နော်ဒါက confirm တစ်ခုကြောင့်မလို့ risk နည်းပြီးတော့ reward များခဲ့တာเนาะဆိုတော့ confirm ကိုကျွမေကဘာတွေစောင့်ခိုင်းလဲဒီမှာဆိုရင်ကြည့်ကြည့်လိုက်ကိုယ့်ရဲ့ဒီမှာဆဲမယ်ဆိုရင်ကျွမေတို့4380 4400ဝန်းကျင်မှာရောင်းလို့ရတယ်confirmation အနေနဲ့ကတော့ကျွမေတခါတည်းထည့်ပေးတယ်เนาะ confirm ကြည့်တော့အောင်လဲကျွမေက client တွေကိုအမြဲတမ်း free training လုပ်ပြီးတော့တနင်္ဂနွေနေ့တစ်ပတ်တစ်ခါမှာ free training အမြဲတမ်းလုပ်ပေးတယ် confirm ကြည့်နေကိုတခါတည်းတင်တယ် confirmation ကောင်းလို့ရှိရင်ကိုယ့်အတွက်က SN က risk က user ကိုမလိုတာအဲ့အတွက်ကြောင့်လို့ကျွမေက risk reward ကိုအဓိကဒီအချိုးချတဲ့အခါမှာကျွမေပေးလိုက်တဲ့ signal ကိုလွတ်ကြွ SN ပေးထားတာတောင်မှပဲ4420ထိတောင် SN ကိုပေးထားတယ်ဒါပေမဲ့အဲ့ထိတောင်ဈေးတန်းကရောက်မသွားဘူး risk အရန်နည်းတယ်ပေါ့နော်ဒါကိုတခြားရှင်းပြဒီမှာဆိုရင် M5 တို့ M1 တို့မှာ confirmation 6 rejection candle တွေပေါ်လို့ရှိမှရောင်းမယ်အဲ့ဒီ confirm လေးတစ်ချက်ပဲစောင့်ပေးရတာအဲ့ဒီ confirm ရပြီဆိုတာနဲ့ကိုကဒီဈေးတန်းဝင်းကျင်တွေကိုပြန်လာလို့ရှိရင်တန်းပြီးတော့အယောင်းဝယ်လို့ရပြီ store lot ကိုလည်းထားလို့ရ store lot ကိုလည်းအတူရအထက်နည်းနည်းလေးလောက်လို့ယူရင်ရပြီ confirmation ရပြီဆို store lot အလောက်ကြီးထိမလို့ TP အနေနဲ့ကဒီမှာဆိုရင်ကြည့်ကြည့်လိုက်ကျွမေတို့4330 TP1 မင်းညတခါတည်းထိသွားတယ်ဈေးတန်းကဒီမှာကြည့်ကြည့်လိုက်432829လောက်ထိထိုးကျသွားတယ်ဆိုတော့ကျွမေတို့ spread နဲ့ပါနဲ့ဆိုရင်ကို TP ထိတယ်ပေါ့နော်ဒါကကျွမေပေးခဲ့တဲ့ analysis တွေမှာ confirmation တစ်ခုကိုစောင့်လိုက်တာနဲ့ကိုယ့်အတွက်က confirm စောင့်နိုင်တာက trading မှာ scale တစ်ခုကျွမေပေးတဲ့ analysis တွေမှာဆိုရင် risk reward မှာအများရ reward ရှိတယ်ပြီးတော့ကျွမေ client တွေကိုပူပတ်ဘယ်နားမှာကြည့်ရမလဲဘယ်နားမှာဝင်သင့်လဲဆိုတာကိုကျွမေကတခါတည်းပြောပြပေးသွားတာအဲ့တော့ပူပတ်ကြည့်ရမယ့်နေရာတွေဆိုရင်လည်းဒီနေရာဝင်လို့ရဒီနေရာ confirm ဖြစ်သွားပြီ confirm ဖြစ်သွားပြီတောက်လျှောက်ခရုထဲမှာဆွေးနွေးပြီးတော့အယောင်းဝယ်လောက်တာပေါ့နော်ဒါလေးတွေကကျွမေပေးတဲ့ signal မှာဆိုရင်လည်းကြိုတင်သုံးသပ်ပြီးတော့ပေးတယ် signal ရောက်လာကနီးရင်လည်းကျွမေကအများတန်းသတိပေးပြီးတော့ client အနေနဲ့တူတူအယောင်းဝယ်လောက်တယ်မှတ်မိလိုက်တဲ့ client တွေဆိုရင်ပူပတ်ဘယ်လိုမျိုးတွေလာနိုင်ခြေရှိလဲဆိုတာကိုပြန်ကြည့်ပြီးမှအယောင်းဝယ်လောက်တာဒါကမနေ့ကတစ်နေ့လုံးဈေးကဒီပေါ့နော်အကျလားရတစ်ခုမှာအကျိုးမြတ်ရှာခဲ့တဲ့ပုံစံကိုကျွမေကချပြပေးသွားတာဘာကြောင့်မလို့ risk နည်းပြီး reward များတာလဲဆိုတာကိုလည်းတခါတည်းပြပေးတာအဓိက confirmation ပဲเนาะကျေးဇူးအများကြီးတင်ပါတယ်